YouTube မှာဦးကြီးရဲ့ PVD ဓမ္မ channel ကို subscribe လုပ်၍ဘေးနာက notification လေးကိုတီးပြီး all ကိုရေးထားပေးပါယနေ့ကစ၍တရားနာတရားထိုင်ကြရအောင် YouTube မှာဦးကြီးရဲ့ PVD ဓမ္မ channel ကို subscribe လုပ်၍ဘေးနာက notification လေးကိုတီးပြီး all ကိုရေးထားပေးပါယနေ့ကစ၍တရားနာတရားထိုင်ကြရအောင် YouTube မှာဦးကြီးရဲ့ PVD ဓမ္မ channel ကို subscribe လုပ်၍ဘေးနာက notification လေးကိုတီးပြီး all ကိုရေးထားပေးပါယနေ့ကစ၍တရားနာတရားထိုင်ကြရအောင် YouTube မှာဦးကြီးရဲ့ PVD ဓမ္မ channel ကို subscribe လုပ်၍ဘေးနာက notification လေးကိုတီးပြီး all ကိုရေးထားပေးပါ